အားလုံးပဲမင်္ဂလာပါရှင် A+ Education ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့နိုင်ငံခြားမှာပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေနဲ့တွေ့ဆုံပြီးတော့သူတို့ရဲ့အတွေ့အကြုံတွေသင်ယူနေတဲ့ဘာသာရပ်တွေနဲ့ပတ်သက်ပြီးတော့တွေ့ဆုံမြင်ပြသွားမှာပါတယ်ဒီတစ်ခေါက်မှာတော့ထိုင်းနိုင်ငံရဲ့ Kasan Buddhist University မှာ Digital Technology Innovation နဲ့မောင်လေးဖုန်းဒီဇိုင်းနဲ့တွေ့ဆုံမြင်ပြသွားမှာဖြစ်ပါတယ်မောင်လေးမင်္ဂလာပါရှင်မင်္ဂလာပါမဟုတ်ကဲ့ပါကျွန်တော်နာမည်ကဖုန်းလေးစားဖြစ်ပါတယ်ကျွန်တော် DTI လို့ခေါ်တဲ့ Digital Technology Innovation က ID လို့လည်းသိကြပါတယ်အဲဒီကတက်ပါတယ်ကျွန်တော်ကဲပါမောင်လေးမိတ်ဆက်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်ဆိုတော့အမှပထမဆုံးမေးချင်တဲ့မေးခွန်းလေးကလက်ရှိဒီ KPU မှာတက်နေတဲ့မေဂျာမှာပေါ့နော်စာသင်ကြားမှုအပိုင်းနဲ့ပတ်သက်ပြီးတော့မောင်လေးအဆင်ပြေလားရှင်ဘယ်လိုမျိုးအခက်အခဲလေးကြုံရလဲရောက်ချင်းတော့အဆင်မပြေခဲ့တာရှိရဗျနောက်တော့အဆင်ပြေတော့ပါတယ်အဓိကတော့ language barrier ပေါ့တချို့ထိုင်းနေကအင်္ဂလိပ်လိုမသိကြဘူးဗျဒါပေမဲ့နောက်တော့အဆင်ပြေသွားပါတယ် translation တွေပိုင်းနဲ့တုံးတော့ဟုတ်ပြီအဲ့ဆို language ပိုင်းနည်းနည်းဆက်ရောက်တော့သူတို့ပြောတာတွေကိုကနားမလည်ရလားကိုပြောတာသူတို့နားမလည်ရလားဘယ်လိုမျိုးလေးလဲမသိနှစ်ဖက်စလုံးပါပဲနှစ်ဖက်စလုံးပါပဲနှစ်ဖက်စလုံးအဲ့လိုမျိုးဖြစ်ခဲ့အခုကတော့အဆင်ပြေသွားပြီပေါ့နော်ဟုတ်ပါတယ်ဟုတ်ကဲ့ပါရှင် Google Translate တွေပိုင်းနဲ့တုံးတာဖြစ်တဲ့အတွက်ဒါပို့ပြီးအဆင်ပြေပါတယ်ဟုတ်ကဲ့ပါဆိုတော့နောက်တစ်ခုကဒီ program ပေါ့နော်ဘာလို့အဲ့ KPU မှာတက်ဖြစ်သွားလဲပေါ့ KPU မှာတက်ဖို့ဒီ program ဘာလို့ရွေးချယ်ဖြစ်သွားလဲဆိုတာလေးနဲ့တစ်ချက်ရှင်းပြပေးပါဦးပါဦးအဓိကတော့ကျွန်တော်ကတခြားဥစ္စာတွေကိုတော့ရှိပါတယ်ဒါပေမဲ့ကျွန်တော်ဘယ်ဟာရွေးချယ်ရမှမသိအဓိကတော့အမတို့ A+ ကျေးဇူးကြောင့်လည်းပါပါတယ်ကျွန်တော်ဘယ်ဟာရွေးရမှမသိရတဲ့အမတို့ကိုညီတောင်းတာနဲ့အမတို့ကတရားကောင်းတယ်အဲ့နဲ့ဟာစမ်းကြည့်မယ်အစင်ပြေတော့လည်းနောက်တစ်ခုပေါ့ဆိုပြီးစမ်းကြည့်တာကျွန်တော်အစင်ပြေရနဲ့ကျေးဇူးတွေလည်းပါပါတယ်အမတို့ကျေးဇူးဟုတ်ကဲ့ပါဟုတ်แล้วတခုကကြတော့ဒီအဲ့ဆိုလို့ရှိရင်အခုအိတ်တောင်းရေးဖြစ်သွားတာဒီ program လေးပဲမောင်လေးအနေနဲ့အမတို့နဲ့ဒီလာပြီးတော့ counseling လုပ်တော့ major ရေးချင်တာရောအကြောင်းရေးချင်တာရောအမတို့နဲ့တခြားလေး counseling လုပ်ခဲ့တော့အမတို့အကြံပေးတာရောဘယ်လိုနေလဲအဆင်ပြေရဲ့လားပြေပါရဲ့ပါတော်တော်ကြီးပြေပါတယ်ဟုတ်ကဲ့ပါရှင်ဆိုတော့မောင်လေးအမကျောင်းတဲ့နေရာဆိုတော့အပြင်မှာလဲကိုယ့်ရဲ့ personal time နဲ့ကျောင်းတက်နေတဲ့ဒီ study timetable တွေက flexible ဖြစ်လာမောင်လေးဘယ်လိုမျိုးအခက်အခဲလေးရှိလဲမဖြစ်တော့မဖြစ်ဘူးဗျတခြားကျောင်းသားတွေကတော့ရှိလိမ့်မယ်ဗျကျွန်တော်တော်တော်အဆင်ပြေတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်က6ဘာသာတင်ရတယ်4ရက်ပဲတနင်္လာအင်္ဂါတနင်္လာအင်္ဂါပုဒ်တဟူတောက်ကြ4ရက်ပဲတင်ရတာဗျ4ရက်ကိုမှမနက်ပိုင်းတင်ရတဲ့အချိန်ရှိရယ်မနက်ပိုင်းကနေနေ့လယ်ပိုင်းထိတင်ရတဲ့ဥစ္စာလည်းရှိရယ်အချိန်ကြီးကတော့မျိုးစုံပေါ့အမှန်လွတ်လပ်တော့စာတင်ရပါတယ်လွတ်လပ်ဖြစ်တယ်ပေါ့ flexible ဖြစ်တယ်ပေါ့ပြောလို့ရတာပေါ့နော်ဆိုတော့နောက်တစ်ခုကကြာဒီ time မှာအဆောင်နေရလားဒါမှမဟုတ်ကွန်ဒို apartment ငှားနေရလားမသိချင်အဆောင်မှနေတာဗျအဆောင်မှာကျတော့ဘယ်လိုမျိုးအဆင်ပြေရနဲ့သူတို့အခက်ခဲဘယ်လိုမျိုးအဆင်ပြေရလေးရှိလဲဘယ်လိုမျိုးအခက်ခဲလေးရှိလဲဆိုတာတစ်ချက် share ပေးပါအောင်နော်မောင်အဆောင်မှာတော့အဓိကတော့တအားကြီးတော့အခက်အခဲတွေဘာညာတော့မရှိပါဘူးအဓိကဖြစ်တာတော့ wifi လေးတစ်ခုပဲ wifi လူများတော့လေwifi ချိတ်ဆက်ရတာတော့နည်းနည်းတော့အခက်အခဲနည်းနည်းတော့ရှိတယ်အဲ့လိုကျောင်းလာတဲ့အခါမျိုးမှာအဆောင်ကကျောင်းနဲ့နီးလာဝေးလာမသိနော်တို့ကဝေးတာတော့ဝေးတယ်ဗျဘောလုံးဖူဆယ်ကွင်းတကွင်းစာလောက်ရှိတယ်အဝေးရအဲ့လောက်ဝေးရပေါ့အဲ့လိုသွားရေးလာရေးမှာအဲ့လိုကြည့်ရမျိုးရှိလာမှာလေအခက်အခဲတော့မရှိဘူးဗျဘာဖြစ်လို့လဲဆိုတော့အကြောင်းကအဲ့လောက်ကွာဝေးသွားမှာအဆင်မပြေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ shuttle bus လေးတွေတုတ်ထားပေးတယ်ဗျဟုတ်ပြီကားတိလေးလေအဲ့လိုတော့အဲ့လိုကြီးချင်းပြီးတာအဆင်ပြေပေါ့နော်ဟုတ်ပါတယ်နောက်တစ်ခုအမတို့သိချင်တာဒီကျောင်းဘက်ကရော student facility sport အနေနဲ့ဘယ်လိုမျိုးလေးဖန်တီးပေးထားမျိုးရှိလဲရှင်ရှိရဗျတော်တော်များများရှိတယ်ဒီတော်တော်များများရှိရဆိုတာပြောမှဆိုရှင်ရေကူးကန်တို့library တို့ဘာလို့ရှင်ချက်တောင်ရိုက်တဲ့နေရာတို့basketball တို့
ဘာလို့ရှင်ကျွန်တော်တို့စာမွေးအဖြေကန်ဒီဆိုလို့ရှင်ကျွန်တော်တို့ခွဲလိုက်အုပ်စုလိုက်ခွဲလိုက်ဟိုဖြစ်ရှင်နေဆွေးနွေးခြင်းနေဆိုလို့ရှင်လေconference room ဆိုပြီးတော့တက်ရှိပါသေးတယ် ဆိုတော့ student facility ကတော့မောင်လေးအနေနဲ့အဆင်ပြေလို့ပြောလို့ရတယ်ပေါ့နော် ဟုတ်ပါတယ် ဟုတ်ကဲ့ပါဆိုတော့နောက် ပြီးတော့ဂျင်မာရှိသေးရဲ့ ဂျင်မာရှိရတော်တော်အဆင်ပြေနေပြီပေါ့ ဂျင်မာရှိရဲ့အပြင်မှာဆိုရင်တော့တော်တော်ဈေးကြီးပေးရတယ်ဗျဒါပေမဲ့ဒီကျောင်းမှာဂျင်ကလူတော့နည်းနည်းများမှာပေါ့ဒါပေမဲ့ဈေးကတော်တော်တက်နိုင်တယ်ဗျ ဂျင်လေးဆော့ပြတယ်ပေါ့အကြောင်းပါ ဟုတ်ကဲ့ပါဆိုတော့နောက်တစ်ခုအမသိချင်တာလေးကဒီကိုရိုင်းရောပေါ့နော်ကျောင်းမြေပါမှာကိုရွေးချယ်ထားတဲ့ major နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုး activity တွေဘယ်လိုမျိုး project တွေလုပ်နေပြီလဲမောင်လေး project တွေကတော့လောက်ဖို့တော့ဂျင်းနေတော့ရှိရဗျ ဟုတ် ဒါပေမဲ့တကယ်ချင်းနေနဲ့တော့ဆွေးနွေးနေတော့ရှိသေးရဗျ အခုမှ တယောက်တည်းတော့မလုပ်ချင်ဘူးလေ ဟုတ်ကဲ့ဟုတ်စင်ထားရပေါ့နော်ဆိုတော့မောင်လေးအနေနဲ့ကျောင်းပြီးသွားရင်ရောဘာတွေလုပ်ဖို့စီစဉ်ထားလဲ ကျွန်တော်ကြောင်းပြီးသွားရင်တော့ဟိုပေါ့ website လေးတစ်ခုတီထွင်ဖို့ကြံကြံတော့ရှိပါတယ် စီစဉ်ထားရပေါ့ ဟော နော် ပေါ့ ဟုတ်ကဲ့ပါဆိုတော့နောက်တစ်ခုကကြတော့အမအခုမေးမယ်မိကုံကကျောင်းသားတွေလည်းတည်ချင်တယ်ကျောင်းသားမိဘတွေလည်းအများစုအရန်စိတ်ဝင်စားတဲ့ဟာပေါ့နော်ဆိုတော့ထိုင်းနိုင်ငံမှာကျောင်းတက်နေတဲ့မြန်မာကျောင်းသားတစ်ယောက်အနေနဲ့တစ်လကိုနေစိစားစိခံမှန်းကြည့်ပေါ့နော် average ဘယ်လောက်လောက်ကုန်နိုင်လဲမောင်လေး ရောက်ချင်းဆိုရင်တော့တော်တော်လေးကုန်မယ်ဗျရောက်ချင်းဆိုရင်တော့တော်တော်လေးကုန်မယ်အဲ့တော့ရောက်ချင်းမှာကိုကဟာဒါလိုတယ်ဟိုဟာလိုတယ်ဆိုပြီးတော့မိဘပေးလိုက်တဲ့ပတ်စံတွေအကုန်လုံးရှောက်မသုံးပါနဲ့ဘာလို့လဲဆိုကိုစားဖို့ဘာမှကြံမှာမဟုတ်ပါဘူးအနည်းဆုံးကျွန်တော်တကယ်ချင်းနေနဲ့လဲဆွေးနွေးပြီးသွားပြီခမန်းကြီးအရာဆိုလို့ရှိရင်6000ကနေ8000ကြားပါအနည်းဆုံးပါကိုကဟိုပါပေါ့ကန်တင်းကနေပြီးတော့အစားတောက်တွေပဲစားမယ်လုံးဝဈေးကြီးတဲ့ဟာတွေမစားဘူးဆိုလို့ရှိရင်6000 8000ကြားပဲဖြစ်ပါတယ်ကိုကမဟုတ်ဘူးအပြင်မှာတွေသွားစားခြင်းနဲ့ဆိုလို့ရှိရင်ကတော့အဲ့ဒါအနည်းဆုံးတော့1000ကနေ1000ခွဲလောက်ထိတော့ရှိတယ် ကျမတို့ဒါနေစိစားစိအလောက်လောက်ကုန်ကြနိုင်တယ်ပေါ့နော်ဟုတ်ကဲ့ပါနောက်တစ်ခုကကြတော့အမေးချင်တာပေါ့နော်မောင်လေးလက်ရှိတက်နေတဲ့အချိန်ဒီ KBU ရဲ့ Digital Technology Innovation ဘာသာရပ်ကဘယ်လိုမျိုးအကြောင်းအရာတွေကိုအဓိကထားပြီးသင်လဲဆိုတာလေးကိုတစ်ချက် sharing လုပ်ပြပါအောင်နော်မောင်လေး အဓိကကတော့ programming နဲ့ business ပိုင်းပေါ့programming အပိုင်းကြီးကအဓိကတော့ programming အပိုင်းကိုသင်တာဖြစ်ပြီးတော့programming အပိုင်းပြီးသွားပြီဆိုလို့ရှိရင်ကိုရဲ့စီဝါရေးအရာဘယ်လိုစကားပြောရမလဲအင်္ဂလိပ်လိုဘယ်လိုစကားပြောရမလဲဆိုတာတွေအဲ့ဒါတွေသင်ပေးတာရှိပါတယ်ဘာလို့ရှင် website တွေထဲမှာပဲ website တွေသုံးရမယ်ဟိုမှာချင်း ChatGPT ရောအဲ့လိုမျိုးဟာတွေ AI 2တွေပေါ့ဆရာတွေသုံးပြီးတော့ photograph benefit ဖြစ်နိုင်တဲ့ဟာတွေကိုသူကသင်ပေးတာရှိပါတယ်အဲ့မေဂျာကိုရွေးချယ်ဒီမေဂျာကိုရွေးချယ်လိုက်တဲ့အတွက်မောင်လေးအနေနဲ့ရောဘယ်လိုမျိုးကောင်းသွားရွေးချယ်မှုမှန်ကန်သွားရေးဆိုတဲ့ဟာမျိုးရောခံစားရလားပထမရောက်ရှင်းတော့50ပေါ့ဒါပေမဲ့ပျော်သွားပါတယ်သင်ရတာလဲလွယ်တယ်လို့လည်းပြောမှာပေါ့ကိုကြိုးစားတဲ့လောက်တော့ရမှာပါဟုတ်ကဲ့ဆိုတော့မောင်လေးအနေနဲ့ပေါ့နော်မောင်လေးအတွက်ကျောင်းရဲ့ campus life ကရောဒီ university student life ကိုအပြည့်အဝခံစားခွင့်ပေးလားဆိုရဲအဲ့လိုအဆင်ပြေလားပေါ့မောင်လေး campus life ကကြည့်တယ်ဗျတော်တော်ကြီးကိုပြေးပါတယ်ဟုတ်ကဲ့ပါအခက်အခဲတစ်ခုခုရှိလဲတငယ်ချင်းတွေလည်းရှိပါတယ်ပြီးတော့ဆက်စမတွေကလည်းသဘောထားကောင်းတဲ့အတွက်ကြောင့်အကူအညီတွေညာတောင်းလို့ရပါတယ်ကဲပါဆိုတော့ကျောင်းမှာတော်တော်လေးအဆင်ပြေနေရကြလို့လည်းဝမ်းသာပါတယ်နောက်တစ်ခုကတော့ဒီ KBU မှာနောက်လာတက်မဲ့ junior student တွေရောမောင်လေးအနေနဲ့ဘယ်လိုမျိုးအကြံလေးတွေပေးခြင်းလဲမောင်လေးရောက်ချင်းကိုလိုချင်တဲ့ဟာရှောက်မွဲပါနဲ့လို့မောင်လေးအများကြီးပြောလို့ရှင်နော်ဟုတ်ပါရဲ့ကျွန်တော်ရောက်ချင်းရှောက်ဝဲကျွန်တော်မဆက်မလောက်လို့အဓိကပြောချင်တာကတော့
ဟိုဒီကိုမရောက်ခင်မှာမေဂျာကိုဘယ်မေဂျာအကောင်းဆုံးလဲဆိုတော့ကိုဘာတောက်ကိုဆုံးဖြတ်ပါအော်ရှင်ကိုကဒီမေဂျာကောင်းတယ်ဆိုပြီးတော့ဟိုbasic ကိုအနည်းဆုံးတော့တည်ထားတက်ပါတယ်အဲ့ဒါမှဒီတက္ကသိုလ်ရောက်လာတော့မှဘယ်တက္ကသိုလ်ဒီတက္ကသိုလ်ပဲမဟုတ်ပါဘူးတခြားတက္ကသိုလ်တွေလည်းဒီ basic လေးတည်တာနဲ့တင်မယ်ပို့ပြီးတော့အဆင်ပြေသွားတာတွေရှိပါတယ်အဲ့လိုဆိုဆရာဆရာမတွေနဲ့တိုင်မြင်ရတာတွေပညာရည်နဲ့ဆိုဘုံရှုပ်ထူသွားမှာဆိုတော့အဲ့ဒါအဓိကတော့ပြောချင်တာတော့ basic လေးကိုတင်ထားစေချင်ပါတယ် ကဲပါဆိုတော့အမမေးလိုက်တဲ့မိကုံလေးကတော့ကုန်သွားပြီပေါ့နော်သိချင်တာလည်းဒီပေးလို့အခုလိုမျိုးအချိန်ပေးပြီးတော့ဒီ season လေးမှာပါဝင်ပေးရမောင်လေးလည်းကျေးဇူးတင်ပါတယ် E+ education ကနေလည်းပဲနောက်ပိုင်းဒီမှာနိုင်ငံခြားမှာကျောင်းတက်နေတဲ့ကျောင်းသားကျောင်းသူတွေတွေ့ဆုံပြီးတော့သူတို့ရဲ့အတွေ့အကြုံတွေတက်သူတွေအကြောင်းကိုညပြီးတော့မှဖြစ်လို့ဆက်မြကြည့်ရှုပေးကြပါအောင်ရှင်အားလုံးပဲတာယာပြောရှင်တဲ့အနာဂတ်ကိုဖန်တီးနိုင်ကြပါစေမောင်လေးကိုလည်းကျေးဇူးများတင်ပါတယ်ရှင် ဟုတ်ကဲ့ပါ ကဲပါအဲ့ဒါဘိုင်ပါရှင် bye ကဲပါ